မဆုံခ TikTok video တင်ရင် view မတက်ဘူး view 0ပဲပြတယ်ဆိုတော့ချစ်မိတ်ဆွေတွေအတွက်ဒီ video ကိုအဆုံးထိကြည့်ပါကျွန်တော်လည်းဖြစ်တယ်အခုကျွန်တော် view ပြန်တက်သွားပြီ video တစ်ခုဆိုရင် view 9သိန်းအထိတောင်တက်သွားတယ်ဗျ video တစ်ခုတည်းတော့ TikTok follower 8000ထိရသွားတယ်အဲ့ဒါကြောင့်ဒီအပြောင်းလဲဖြစ်တဲ့ဟာကိုကျွန်တော်အသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်ဒီ video ကိုအဆုံးထိကြည့်ပေးပါ TikTok video ဘာကြောင့် view မတက်တာလဲဆိုတာဒီစက်ပိုင်းဆိုင်ရာအလွဲပြောင်းနေလုံနေရလို့ဗျကျွန်တော်တို့ USA နိုင်ငံကရှိတဲ့ TikTok ကို American company ကိုတချို့တစ်ဝက်ရောင်းချပေးလိုက်တာဗျအဲ့ဒီချိန်မှာ algorithm အပိုင်း data security အပိုင်းမှာ American company ကထိန်းချုပ်လိုက်တာဗျအဲ့ဒီချိန်မှာဆက်အလွဲပြောင်းလုပ်တဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုး view မတက်ခြင်းဖြစ်ပါတယ်ခင်ဗျစိုးရင်ဆရာမလို့ပါဘူးအခုကျွန်တော် view ပြန်တက်တော့ပြီဒီမနေ့ကျွန်တော်ထလာတော့ video တစ်ပုတ်ဆိုရင် view 9သိန်းကျော်လောက်တက်တော့တယ်ဗျကျွန်တော်ဒီနင်းမုံတိုင်းအကြောင်းပြောထားတဲ့ video အဲ့ဒီ video တစ်ပုတ်ထဲတော့ follower 8000ကျော်ရတော့တယ်ဗျအဲ့ဒါကြောင့်ပေးချင်တဲ့ message ကနှစ်ချက်ပဲဗျ video ကို view မတက်ဘူးဆိုရင်တင်လိုက်ဖြတ်လိုက်မလုပ်ပါနဲ့တွားလုပ်တယ်ဆိုရင် TikTok ရဲ့ algorithm ကသူကအလုပ်လုပ်ရတာရမ်းခက်တော့မယ်ဟာဒီလူကတင်လိုက်ဖြတ်လိုက်ဘာတပေါ်လဲသူက confident မရှိဘူးလားအဲ့လိုမျိုးမြင်သွားမယ်ဗျဒါကျွန်တော်အမြင်ဖြစ်ပါတယ်တင်လိုက်ဖြတ်လိုက်မလုပ်ပါနဲ့ဘယ်လိုဗီဒီယိုဖြတ်ရမှာလဲဆိုတော့ဖြတ်ရမယ့်ဗီဒီယိုတွေရှိတယ်ဗျဒီလိုမျိုးဗီဒီယိုဗျကျွန်တော်လည်းဖြတ်ပြီးပြီ restricted ထိတဲ့ဗီဒီယိုဗျဒီလိုမျိုးဗီဒီယိုကြတော့ဖြတ်ရမယ်ဗျဒီလိုမျိုးစစ်ဗျဒီလိုမျိုးစစ်ပြီးတော့ဒီလိုမျိုးဖြတ်လိုက်ပါကျွန်တော်ဖြတ်လိုက်တယ် view အရန်တက်သွားတယ်အဲ့ဒါကြောင့်ချင်းမိတ်ဆွေတို့လည်း view မတက်သေးဘူးဆိုရင်ဒီနေ့အတိုင်းလုပ်ကြည့်ကြပါခင်ဗျအားလုံးအဆင်ပြေကြပါစေพี่น้องเขาค่ะเนาะต่างวิดีโอที่ TikTok สาววิวมันขึ้นในซึ่งเฮ็ดด้วยเสื่อไหนค่ะพอวิดีโอเสื่อไหนเลยซึ่งเดี๋ยวเลยหมดแปดค่ะเขาหมดแปดเสวิดีโอเขาค่ะเนาะวิวมันขึ้นกับออกมาเป็นเนาะเฮ็ดซ้ำด้วยค่ะ TikTok Studio ကိုနေလိုက်ပါအောက်ကိုဆွဲချလိုက်ပါအကောင့်ချက်ဆိုတဲ့ဟာကိုနေလိုက်ပါသူစစ်ပေးနေတယ်ဗျခဏစောင့်လိုက်ပါဒီမှာဗျအောက်မှာ restricted post အဲ့ဒါကိုနေလိုက်ပါဘယ်ဗီဒီယိုလဲတွားကြည့်အောင်ဒီမှာဗျဒီဗီဒီယိုကသူတို့လက်မခံဘူးတဲ့ပြန်နိုင်ကမ်းနေခတယ်လဲหมดပြန်တော့နိုင်ဒါဆိုရင်နောက်ပြန်ဆုတ်လိုက်ဗျဒီမှာဗျလက်မခံဘူးတဲ့နောက်ပြန်ဆုတ်လိုက်မယ်အဲ့ဒီဗီဒီယိုကိုတွားရှာလိုက်မယ်ဒီမှာဗျဒါကိုဖြတ်ပြရမှာဖြစ်ပါတယ်ဒီလိုက် mod pad ကအနိုင်အဆက်တုံးဆက်ကိုနှိပ်ပြီးတော့ဖြတ်ပြလိုက်ပါခင်ဗျချင်းမိတ်ဆွေတို့လည်း view မတက်သေးဘူးဆိုရင်ဒီနေ့အတိုင်းလုပ်ကြည့်ကြပါခင်ဗျအားလုံးအဆင်ပြေကြပါစေအခုဆိုရင် USA နိုင်ငံရဲ့ TikTok လည်းလုံးဝမပယ်ဖြတ်တော့ဘူးဆိုလိုတာဒီ TikTok ရဲ့အခန်းကဏ္ဍဟာအရန်ကိုခိုင်မာတော့ပြီကြီးကျယ်တော့ပြီခမ်းနားတော့ပြီဗျအဲ့ဒါကြောင့်ဘယ်နိုင်ငံမှာပဲနေနေဒီ TikTok အတုံးပြုတ်သူတွေတိထက်မကအဆင်ပြေတော့ပြီဗျအဲ့ဒါကြောင့်အားလုံးအဆင်ပြေကြပါစေဆိုပြီးတော့တတင်ကောင်းအဲ့ရနေထထချင်းလာရောက်ပြောပြချင်းဖြစ်ပါတယ်ခင်ဗျမဆုံခ